မင်္ဂလာပါဒီ Inside မြန်မာပရိသတ်ကြီးခင်ဗျာဒီတစ်ခါမှာတော့ Man U နိုင်ရင်ကဒုံတောင်းမယ်လို့အတန်ကောင်းဟစ်ထည့်ကြတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေရဲဟော့ရဲပါကြီးများအကြောင်းတင်ဆက်ပေးခြင်းပါတယ် Man U အသင်းနဲ့အာဆင်နယ်အသင်းလို့ပြောလိုက်ရင်မြန်မာနိုင်ငံကပရိယတ်အများစုရဲ့အပြိုင်ဆိုင်အားပေးမှုရှိနေတဲ့ Premier League အသင်းကြီးနှစ်သင်းဆိုတာမမှားပါဘူးပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပွဲပြီးသွားတော့ကျွန်တော်တို့ Facebook နဲ့ TikTok ပေါ်မှာပျောက်ချင်းမလတ်ပျောက်သွားတဲ့သူတွေရှိပါတယ်ဘယ်သူလေးလဲသိကြလား Man U နိုင်ရင်ကဒုံတုံးမယ်လို့အတန်ကောင်းဟစ်ထဲကြတယ်ကျွန်တော်တို့ရဲ့မိတ်ဆွေရဲဘော်ရဲဘတ်တွေပဲထဲပါတယ်ပြီးခဲ့တဲ့ပွဲက Man U ပရိသတ်တွေအတွက်တော့တကယ့်ကိုအသက်ရှူချောင်စေခဲ့တဲ့ပွဲပါကစားသမားတစ်တူရဲ့ခြေစွမ်းအသင်းရဲ့စုစည်းမှုနဲ့အတူရရှိခဲ့တဲ့အနိုင်ရလဒ်ကဝေဖန်သူတွေအားလုံးကိုပါဇက်ပိတ်သွားစေခဲ့ပါတယ်အထူးသဖြင့် Man U ကတော့ရှုံးဦးမှာပါလို့လောင်းကြီးထပ်ခဲ့တဲ့သူတွေအတွက်တော့အခုချိန်မှာစပင်ညက်ဆိုင်ရှာရမလို့ဖုန်ကြီးကြောင်ပြေးရမလို့ဖြစ်နေပါပြီကျွန်တော်မှတ်မိသလားဆိုရင် Man U နိုင်ရင်အကုန်လုံးကိုထမင်းကျွေးမယ်ဆိုတဲ့သူကတစ်မျိုးကဒုံတုံးပြီးဓာတ်ပုံတီးမယ်ဆိုတဲ့သူကတစ်ဖုံအခုတော့အဲ့ဒီ post အောက်မှာဘယ်ရောက်သွားပြီလဲဆိုတဲ့ mention call တန်းတွေစူးညံနေတာပါပဲဘာပဲဖြစ်ဖြစ်နိုင်ပွဲနဲ့အတူပြန်လာနိုင်တဲ့ Man U အသင်းအတွက်ပရိသတ်တွေကတော့ပျော်နေကြပါပြီနောက်ပွဲဒီမှာလဲဒီထက်မကခြေစွမ်းပြနိုင်ပါစေလို့ဆုတောင်းရင်ကဒုံတုံးမဲ့သူတွေကိုလည်းစောင့်ကြည့်နေပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာကိုတငယ်ကြီးနဲ့မှာအခုဒီကဒုံမတုံးရသေးပဲပုံနေတဲ့သူရှိရင်ဒီဗီဒီယိုအောင်မှာ mention ခေါ်လိုက်ကြပါအောင်